လိုအပ်တဲ့နေရာတွေမှာအခုချိန်ထိကိုကပတ်စံနေဖြုံးနေတာလားလူတွေအများစုကတကယ်တမ်းကျတော့လေကိုယ့်ရဲ့မျက်နှာအသားရည်ကနံပါတ်1ဆိုတာရန်မေ့ထားတတ်ကြတယ်ဘာလို့လုံးတက်ကြလဲဆိုတာစိတ်ရဆန္ဒအောင်ကိုလိုက်တတ်ကြတယ်အများဆုံးဆိုလဲစိတ်ဆန္ဒအောင်လိုက်ခဲ့တဲ့ဘာလဲဆိုခုစားကျင်နေဆိုရင်စားလိုက်ရမှကြည်နေတာတို့မစားရလို့ရင်ခေါင်းကိုက်တာလို့နေမကောင်းဖြစ်တာအဲ့လိုမျိုးတွေးတတ်ကြတယ်တကယ်တမ်းကျတော့လေအများတို့ကအစားတောက်ထက်ပေါ့နော်အစားကလည်းစားပေးတဲ့နေဒါပေမဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကလည်းအားရှိမှကိုကအလုပ်တွေလုပ်နိုင်ပါလေနော်ထိတ်ကြစားပေးလို့ရတယ်အဲ့ဒီလိုပဲအစားတောက်ကိုဂရုစိုက်တယ်လို့ပဲကိုယ့်ရဲ့မျက်နှာလေးကိုလည်းဂရုစိုက်သင့်ပါတယ်အဲ့ဒီအတွက်ကိုကမလိုအပ်တဲ့နေရာတွေပေါ့နော်အများကြီးကုန်ကြမဲ့အစားကိုယ့်ရဲ့မျက်နှာအသားကြီးကောင်းဖို့လို့ကိုယ့်ရဲ့မျက်နှာမှာရှိတဲ့ဒီတင်းတိတ်တွေအမဲဆက်တွေပျောက်ဖို့လို့ဆိုပြီးတော့နည်းနည်းလေးတော့အာရုံစိုက်စေချင်တယ်လူတွေအများစုကဖြစ်လာတော့မှသာပို့ပြီးတော့ဆိုးရွားလာတော့မှပျောက်ချင်တယ်ဘာလုပ်ရမလဲဘာသုံးရမလဲအများစုဆိုလာလိုက်လို့ရင်ပေါ့နော်73နှစ်ရှိနေပြီဒီနေ့တွေက9နှစ်ရှိနေပြီ9နှစ်ရှိနေပြီပျောက်ပါတော့မလားဆိုပြီးတော့လာကြတယ်တကယ်တော့ကျွန်တော်တို့ကဒီလိုလူမျိုးဆိုလို့ရင်ကိုကဘာလုပ်ရမလဲဆိုလို့ရင်သူများတွေထက်ကိုပို့ပြီးတော့အချိန်ပေးရမယ်နောက်တစ်ခုကစိတ်ရှည်ရမယ်ပစ္စည်းတွေကိုဟိုဟာပြောင်းသုံးဒီဟာပြောင်းသုံးမလုပ်ရပါဘူးအဲ့ဒီတွေကိုကကိုယ့်ရဲ့မျက်နှာမှာရှိတဲ့ဒီတင်းတိတ်ကပေါ့နော်နှစ်ချီနေတာဟာချလောင်းဆိုပြီးတော့ပျောက်သွားခြင်းလို့လည်းမရဘူးအချိန်တစ်ခုပဲညရဲ့ဗီနက်ကဲစီရန်လေးကကျတော့ဟောဒီမှာ73နှစ်ဖြစ်ခဲ့တဲ့တင်းတိတ်တောင်မှာတတွဲတောင်မကုန်သေးဘူးပေါ့နော်သူတို့ရဲ့မျက်နှာအသားရည်တွေအရန်ကောင်းလာတယ်ဒီနေ့တွေပါလာတယ်ဆိုတော့ review တွေရရှိထားပါတယ်နံပါတ်1ချက်ကတော့စိတ်ရှည်ရမယ်နံပါတ်2ချက်ကတော့နီးမှန်လမ်းမှန်နဲ့သုံးပေးရမယ်နံပါတ်3ချက်ကတော့ကိုလည်းကာကွယ်ပေးရမှာမယ်ဒီချက်လေးကိုပြစ်ပေးခြင်းအပြင်မိတ်ဆွေရဲ့မျက်နှာမှာရှိနေတဲ့ဒီတင်းတိတ်တွေအမဲဆက်တွေကတက်ဖြည်းဖြည်းနဲ့အယောင်တွေပေါက်တော့ပါလိမ့်မယ်ရှင်